မင်္ဂလာပါဖျားသခင်ညိတ်သက်ခြင်းကျေးဇူးတော်အရောက်စီအပေါ်တက်ရောက်ခံစားပါစေလို့ထမဥစွာနှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့ဝေမျှပေးလို့တဲ့အကြောင်းအရာလေးကတော့ the power of confession အဘဖြေခြင်းအပြစ်ဖြေခြင်းရဲ့ခွန်အားနဲ့ကောင်းကျိုးဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်မိမိပြစ်ကိုဘုရားသခင်အားဝင်ချတောင်းပန်လင်ခွင့်လွှတ်တော်မူသည်ဟုစာလကျမ်းခန်းကြီး32ခန်းငယ်1မှ5အတွင်းမှာဖော်ပြထားပါတယ်ခင်ဗျရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး20 22မှ23အတွင်းမှာတော့ခရစ်တော်ကိုယ်တိုင်တမန်တော်တို့အားဝိညာဉ်တော်မှုတ်သွင်းပြီးအဘဖြစ်ခြင်းအခွင့်တကူအာဏာကိုပေးအပ်တော်မူခဲ့ပါတယ်အပြစ်မျိုးစား2မျိုးရှိပါတယ်အပြစ်ရင်းအာဒံဧဝပြုမိသောအပြစ်မှဆင့်သက်လာသောအပြစ်နဲ့ကိုယ်တိုင်ပြုလုပ်မိသောအပြစ်စေကြောခြင်းခံပြီးနောက်ကိုယ်တိုင်ပြုလုပ်သောအပြစ်ဒီအပြစ်2မျိုးရှိပါတယ်ပထမတစ်ကအပြစ်ရင်းကတော့စေကြောခြင်းခံယူသောအခါအခွင့်လွှတ်ခြင်းခံရပြီးတော့နံပါတ်2ကကိုယ်တိုင်ပြုလုပ်တဲ့အပြစ်ကြတော့အဘဖြစ်ခြင်း sacrament ကိုခံယူမှသာအပြစ်လွှတ်ခြင်းအခွင့်ကိုခံရမှာဖြစ်ပါတယ်အဘဖြစ်ခြင်းသည်အပြစ်များမှအခွင့်ကျမ်းသာရခြင်းကုသမှုပေးခြင်းတရားမျှတခြင်းကိုရရှိစေတဲ့အပြင်ဘုရားသခင်တနာကျင်ညာခြင်းကိုခံစားရရှိစေနိုင်မှာဖြစ်ပါတယ်အဘဖြစ်ခြင်း sacrament မင်္ဂလာမြတ်ကိုခံယူလိုက်တဲ့တပြိုင်နက်ပထမဦးဆုံးမိမိဟာဘုရားသခင်နဲ့မိတ္တာဟာယဖွဲ့ပြီးကြည်အေးခွင့်ကိုရရှိနိုင်ပါတယ်အဘဖြစ်ခြင်းအပြစ်ဖြစ်ခြင်းကောင်းကျိုး15ခုကိုဝင်ငါသွားပါမယ်ပထမတစ်ချက်အနေနဲ့နံပါတ်1အဘဖြစ်ခြင်းဟာအပြစ်အတွက်ဝမ်းနည်းခြင်းကိုပြသဖို့ဖြစ်ပါတယ်နံပါတ်2ကတော့အဘဖြစ်ခြင်းကဘုရားသခင်ရဲ့ကျေးဇူးတော်လိုအပ်မှုကိုဖော်ပြတာဖြစ်ပါတယ်နံပါတ်3ကတော့အဘဖြစ်ခြင်းကစိတ်ဆန္ဒကိုအားကောင်းစေပြီးစိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်နံပါတ်4အဘဖြစ်ခြင်းကတန်ရှင်းမြင့်မြတ်ခြင်းရဲ့အလှတရားကိုတိုးပွားစေပါတယ်နံပါတ်5အဘဖြစ်ခြင်းကစိတ်နှလုံးနဲ့ဝိညာဉ်ကိုငြိမ်းချမ်းသာယာစေပါတယ်နံပါတ်6အဘဖြစ်ခြင်းကမာနကြီးပြီးအတွေးမှားစိတ်ကြီးဝင်တာကနေရှောင်ကျဉ်ပေးပါတယ်နံပါတ်9အဘဖြစ်ခြင်းကဖျားသခင်ပြည့်ညက်တရားနဲ့အညီခွင့်လွှတ်ခြင်းကိုရယူခြင်းဖြစ်ပါတယ်ဖျားသခင်ခွင့်လွှတ်ခြင်းဟာနောင်တနဲ့အဘဖြစ်ခြင်းမှာဖျားသခင်ရဲ့အချိန်ရရှိတာဖြစ်ပါတယ်မရှိအဘဖြစ်ခြင်းကသာရငရဲမီအပြစ်ဒဏ်ကနေလွတ်မြောက်စေပါတယ်ခွင့်ချစ်ခြင်းနဲ့ခွင့်လွှတ်ခြင်းကဘုရားသခင်စီကလာတာဖြစ်ပါတယ်အဘဖြစ်ခြင်းကယာယီအပြစ်ဒဏ်ကိုလည်းလျှော့ချပေးပါတယ်အဘဖြစ်ပြီးဖြစ်လို့ခံရတဲ့အပြစ်တွေကိုနောက်တစ်ခါအပြစ်မလုပ်ဖြစ်ဖို့အပြစ်နည်းလာဖို့တတိထားရှောင်ကျဉ်တက်လာပါတယ်အဘဖြစ်ခြင်းကအပြစ်တွေကိုသခင်ယေရှုရဲ့အသွေးတော်နဲ့တန့်စင်စေကြောခြင်းဖြစ်ပါတယ်သခင်ယေရှုရဲ့သွေးနဲ့ကားတိုင်ထက်ကယ်တင်ခြင်းနဲ့ရှင်မြန်ထမြောက်ခြင်းမှာပါဝင်လာခြင်းဖြစ်ပါတယ်
အာဘဖြစ်ခြင်းကအပြစ်ကြောင့်ဆုံးရှုံးသွားတဲ့ကျေးဇူးတော်တွေကိုပြန်လည်ရရှိစေပါတယ်စေကြောခြင်းခံရစဉ်ကအပြစ်ဘဝရရှိလာတဲ့ကျေးဇူးတော်တွေဟာအပြစ်လုပ်တဲ့အချိန်ဆုံးရှုံးသွားကြပါတယ်အာဘဖြစ်နောင်တယူပြောင်းလဲခြင်းအပြင်အဲ့ဒီကျေးဇူးတော်တွေကိုပြန်လည်ရရှိပါတယ်အာဘဖြစ်ခြင်းကတည်ခြင်းနဲ့တရားစီရင်ခြင်းတဲ့ဝိညာဉ်အစင်သစ်ပြင်ဆင်ပေးပါတယ်တင်ကြီးကိုမကြောက်ပဲရင်ဆိုင်နိုင်ပါတယ်အာဘဖြစ်ခြင်းကယုံကြည်ခြင်းမျှော်လင့်ချက်နဲ့ချစ်လေးမြတ်ခြင်းရှိကြောင်းပြသရာရောက်ပါတယ်အာဘဖြစ်ခြင်းမှာရရှိတဲ့စိတ်ဝိညာဉ်ကျေနပ်နှစ်သိမ့်ခြင်းကနေအဲ့ဒီပါရမီကိုတိုးပွားလာစေပါတယ်အာဘဖြစ်ခြင်းကကျွန်ုပ်တို့ရဲ့အသက်တာမှာလဝါကတိုင်အမှတ်အသားတစ်ခုဖြစ်စေပါတယ်အာဘဖြစ်ခြင်းကပြည့်စုံတဲ့လူငင်းချမ်းသာခွင့်ရရှိပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းခွင့်လွှတ်ခြင်းခံရတာကိုအတိမပြုပြီးစစ်မှန်တဲ့နောင်တနဲ့ပြုပြင်ပြောင်းလဲမှုလှုပ်ဆောင်ရပါမယ်ပိုယမင်းကြီးဖရန်စစ်ကရိုးရှင်းစွာမှာကြားခဲ့ပါတယ်အာဘဖြေဖို့မကြောက်ပါနဲ့သခင်ယေရှုစီကခွင့်လွှတ်ခြင်းကိုရယူပါအခါခွင့်တင်တိုင်းအာဘဖြေဖို့ကြိုးစားကြပါစို့နော်ဒီအာဘဖြေခြင်းကြောင်းလေးကိုပြင်ဆင်ပေးတဲ့ဟန်နာ SJ ရဲ့အကောင့်ပိုင်ရှင်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဘုရားရှင်ရဲ့ကောင်းကြီးတော်အရှံပဲခံစားရပါစေနားထောင်နေတဲ့သူအရောက်ချင်းစီတိုင်းကိုလည်းဘုရားရှင်ကောင်းကြီးတော်တက်ရောက်ပြီးတော့သူ့ရဲ့နှလုံးသားတွေရိုးရှင်းစွာနဲ့ဘုရားရှင်စီတိုးဝင်ချင့်ကပ်ပြီးတော့နောင်တတရားနဲ့သူ့ရဲ့နှလုံးသားတွေသူ့ရဲ့အချိန်တိုင်းမှာဘုရားရှင်နဲ့အတူပေါင်းဆက်နိုင်မှုဘုရားရှင်ရဲ့အတွက်အချိန်တိုင်းစင်စစ်ဖြစ်နိုင်မှုအတွက်သူ့ရဲ့မတန့်ရှင်းတဲ့အပြစ်တင်နဲ့ပြည့်နှက်နေတဲ့နှလုံးသားလေးကိုအာဘဖြစ်ခြင်းနဲ့စေကြောတန့်စင်ရင်ဘုရားအတွက်နေရာလေးဖန်တီးပေးကြရအောင်နော်သခင်ခရစ်တော်ကျွန်တော်တို့ကိုစောင့်နေပါတယ်ကျေးဇူးတင်ပါတယ် God bless you